ဖြစ်ပါတယ်ဒါကခရုရဲ့ကြက်သွန်အနီရဲ့အချိုမှုန့်ရဲ့ထည့်ထားတာဖြစ်ပါတယ်ငံပြာရည်လည်းထည့်ထားပါတယ်ငံပြာရည်လည်းထည့်ထားပါတယ်ခရုကြက်သွန်အနီငံပြာရည်ပြီးရင်စီချက်ထည့်ပါမယ်ခရုကအနံ့လေးနည်းနည်းရှိတာဆိုတော့တမ်းမြာရည်အရင်ညှစ်ထားလိုက်ပါမယ်နော်ရှောက်ရွက်ကိုပြီးမှထည့်ပါမယ်တမ်းမြာရည်တမ်းမြာပြီးရင်ညှစ်ထားပါမယ်ညှစ်ပြီးထည့်ထားပါမယ်တမ်းမြာလေးနဲ့နှက်ထားတာပေါ့နော်အနံ့ပြအောင်လို့တမ်းမြာလေးနဲ့အနံ့ပြအောင်ထည့်ထားမယ်တမ်းမြာလေးကိုတစ်လုံးလုံးကုန်အောင်ထည့်တယ်နော်တမ်းမြာလေးကိုတစ်လုံးလုံးကုန်အောင်ထည့်ပါတယ်တမ်းမြာလေးတစ်လုံးလုံးကုန်အောင်ထည့်တယ်ညာလေးတစ်လုံးလုံးကုန်ညီပဲထောင်းထားတာထည့်မယ်ပေါ့နော်ညီပဲထောင်းထားတာထည့်တယ်ညီပဲထည့်တယ်ဒါကတော့ချစ်ချင်းအားဖြင့်ပေးထားတယ်เนาะကြက်သွန်အနီကြော်လေးเนาะအဲ့ဒါသုံးနှုတ်ဆိုင်ရန်ကောင်းတယ်ဟင်းအတွက်အနှစ်ရတယ်ပေါ့နော်ကြက်သွန်ကြော်လေးပေးထားတာလေအဲ့ဒါလေးအတုပ်ထဲထည့်ကျေးဇူးတင်စွာနဲ့စားပါမယ်ဒီမှာကြက်သွန်အနီလေးစီချက်အနေနဲ့ထည့်မယ်ပေါ့နော်မွေးလေးဖြစ်အောင်ခရုတုပ်အတွက်ရှောက်ရွက်ကတော့အသက်ပဲเนาะရှောက်ရွက်လည်းထည့်တယ်နော်ရုပ်သီးစိမ့်လေး4-5တောင်ညှက်ထည့်မယ်ဒီမှာရှောက်ရွက်ထည့်မယ်နော်ရုပ်သီးစိမ့်လေးရုပ်သီးစိမ့်လေး4-5တောင်လေးညှက်ထည့်မယ်ဒီမှာရုပ်သီးစိမ့်လေး4-5တောင်ညှက်ထည့်စီချက်ကစီလုံးဝမပါပဲနဲ့ဖက်လေးတွေပဲဆိုတော့เนาะအရင်အဆင်ပြေတယ်စီတွေနဲ့မစားဘူးကောင်းတယ်ပေါ့နော်ရှောက်ရွက်လေးထည့်လိုက်ရှောက်ရွက်လေးညှက်ထည့်လိုက်ရှယ်ပဲဒီရှောက်ရွက်ကအနံ့လေးပါတယ်ဆိုရင်တော့တော်တော်အရသာစားလို့ကောင်းတယ်ရှောက်ရွက်မပါရင်တော့ခရုတုပ်ကလုံးဝမကောင်းဘူးเนาะရှောက်ရွက်မပါရင်လုံးဝခရုတုပ်ကကောင်းယူဆွဲတာတော့တကယ်မကောင်းရှောက်ရွက်ကရှောက်ရွက်မိမပြပြတတလေးစေးလေးရတာရှယ်ပဲနော်ခရုတုပ်မိုးရင်းနေအောင်ရှယ်ပဲဒီမှာရှယ်ပဲငံပြာရည်ပဲထည့်တယ်နော်စားမထည့်ခရုတုပ်ကငံပြာရည်ပဲထည့်စားမထည့်ငံပြာရည်ပဲထည့်စားမထည့်ခရုတုပ်နော်ရှယ်မိသားစုစားတာဆိုတော့ရှယ်ပဲတမညာကြီးတော့မထည့်ရတမညာကြီးတော့မထည့်ရပါရှယ်ပဲခရုတုပ်လေးနော်ရှယ်ပဲရန်ထမင်းစားလို့ကောင်းတာထမင်းစားမြိန်တာပေါ့နော်ကြိုက်တယ်ဒီတာနဲ့ကောင်းတော့ဒီတာနဲ့ကောင်းတော့